တွေလှုပ်ရှုံနေတော့ capital တာရွယ်အာမဆန်စာချုပ်ရှာနေတာ ဩဒါများနင် capital dial live application ကိုမသုံးလားဒါနဲ့နင် policy နံပါတ်ကိုသိလား policy နံပါတ်တော့တည်ရဲ့ဘယ်လိုလဲပြောပြပေးအောင်ငှားထား အရင်ဆုံး application ကို download လုပ်လိုက်ဟာPlay Store App Store မှာပါ Capital Dial Life Insurance ဆိုပြီးရှာလိုက်လို့ရှိရင်တွေ့လိမ့်မယ်download ပြီးပြီဆိုတာနဲ့ policy နံပါတ်နဲ့ password ကိုထည့်ပြီးတော့ login ထည့်လိုက်ရပြီအမှာ login ဝင်လိုက်ပြီးလို့ရှိရင်ဒီရဲ့ policy နံပါတ်ကိုတွေ့ရလိမ့်မယ်အမှာ premium ပေးသွင်းထားတဲ့ဟာတွေကိုလည်းအချက်လက်မှန်မှန်စစ်ဆေးလို့ရသေးတယ်ပြီးရင်နောက်တစ်ခုက premium ချင်းပေးသွင်းပြီးရင်ကိုသွင်းလိုက်တဲ့ premium ချင်းကိုဝင်လည်းစစ်ဆေးလို့ရသေးတယ်ဟာသိစိတ်ပြောပြရမယ်ဆိုလို့ရှိရင် history တဲ့ဝင်လိုက်အဲ့မှာ history ကိုနှိပ်လိုက်ပြီးဆိုတာနဲ့ပေးသွင်းထားတဲ့ payment history ကိုမြင်ရလိမ့်မယ်အဲ့မှာပိတ်ကိုနှိပ်လိုက်လို့ရှိရင် premium ပေးသွင်းခဲ့တဲ့လားနဲ့ပေးသွင်းခဲ့တဲ့ပမာဏတွေကိုကြည့်လို့ရတယ်အဲ့မှာ temp ဆိုတဲ့ဟာကကြတော့ customer premium ပေးသွင်းပြီးတော့ CTLI ရုံးချုပ်ကအတည်ပြုနေစဉ်စစ်ဆေးနေစဉ်ဟာကိုပြောတာပေါ့နော်ဥပမာနဲ့ပြောရရင်နေက premium ချင်းပေးသွင်းပြီးသွားပြီဆိုလို့ရှိရင် capital dial ရုံးချုပ်ဘက်ကနေပြီးတော့အတည်ပြုနေစဉ်ကာလပေါ့အဲ့မှာ June ဆိုတာကကြတော့ premium ပေးသွင်းမှုကြော်လွန်နေတဲ့လားနဲ့ premium ပေးသွင်းရမယ့်ပမာဏနောက်ပြီး unpaid ဆိုတာကကြတော့နောက်ထပ်ပေးသွင်းရမယ့်လားနဲ့ပေးသွင်းရမယ့် premium ချက်လက်တွေကိုပြောတာဒါကြောင့်မို့လို့ application ထဲမှာပဲတစ်ခါတည်းစစ်လို့ရတယ်လို့ပြောတာပေါ့အဲ့မှာငါအကြိုက်ဆုံး season ရှိရဲ့လေအဲ့မှာ give and discount coupon ဆိုတဲ့ season သက်ဆိုင်ရာဆိုင်တွေမှာ discount ရယူလို့ရအောင်လို့ CTLI application ထဲမှာထည့်ပေးထားတာလေအဲ့တော့ဒီ mobile application ကိုပြလိုက်တာနဲ့ discount ယူလို့ရတယ်ဒါကြောင့်မို့လို့ CTLI mobile application ကိုသုံးကြည့်လို့ပြောတာပေါ့ premium ကြီးပေးသွင်းပြီးပြီဆိုတာနဲ့ application ထဲမှာဝင်ရောက်စစ်ဆေးဖို့မင်းနဲ့ဘူးနော်